ဒီနေ့မှာတော့ Granger ကိုလေးမှာဘယ်လိုထည့်ရမလဲဆိုတဲ့အကြောင်းနဲ့ item ဘယ်လိုဆက်ရမလဲဆိုတော့ပြောပြပေးပါမှာဖြစ်ပါတယ်။ကဲဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်အခုပြစ်တဲ့အတိုင်းလိုက်ပြီးတော့အာရုံနောက်ပြီးပါလိုက်ပြီး damage ပေးပါ။ keyword ဆိုတာနဲ့ချက်ချင်းပဲအချင်းမဆွဲဘဲနဲ့ပရိပတ်ကိုလာစားပါ item fan မှာ item fan မျိုးကရင် crit ကိုမပြစ်ဘဲနဲ့မီယာကိုပြစ်ပါပြီးလို့ရှိရင် elevate နေတဲ့ချင်းချောက်ပါပြီးလို့ရှိရင် skill နဲ့ဝင်ပြီးတော့ဒီကောင်တက်လိုက်လို့ရပါတယ်။ကျွန်တော်ဒီဝါရီဆိုတာနဲ့ဂိုးရှိတွေကုန်ခွာပါတာဝါချိုးတင်တဲ့ချိုးပါဒီမှာ battle ဖြစ်တာကြောင့်ကျွန်တော်သွင်းနေတဲ့ frame ကို element နဲ့တက်လိုက်တယ်လို့ရှိရင်စမ်းအောင်လို့ကိလို့မရဘူးစမ်းပြည့်တဲ့အတွက်ကြောင့်တာဝါလာကတင်းနဲ့မီယာတွေကို skill နဲ့ပြပြီးတော့တက်လိုက်တယ်လို့ရှိရင်အချိန်မပြုံးမဲ့နဲ့ creation မှာအလင်းနဲ့ create ကိုပြီးလို့ရှိရင် channel လာပြီးdamage ပေးတယ် keyword နဲ့ပြတယ်ပြီးလို့ရှိရင်ဘာလို့လဲဆိုတော့ထိရောက်တယ်ဗျ skill ထိရောက်တယ်ဗျ skill ဒီမှာခဏရလုပ်လို့ရတယ်အလယ်လေးမှာ battle ဖြစ်မှသိတဲ့အတွက်ကြောင့်ဘာလို့လဲဆိုတော့မီယာကိုလမ်းမှာလည်းဖြတ်ပြီးတော့တက်လိုက်တယ်ဗျဒီမှာဗျမီယာတေးပြီးနောက်ဗျဒီတာဝါလေးလိုချင်ကျွန်တော်ပြစ်တာဗျမချန်နီကစားလိုက်အရင်တက်ပြနေသူ့ရဲ့ edit နဲ့ပြစ်တက်လိုက်တယ်ဗျသေသွားတယ်ဒီညမှာဆိုရင်ဗျချန်နီကကျွန်တော် skill တော့တော့မထီးဘူးဗျပြီးလည်းပြောကျွန်တော်ဘက်ကကောင်တွေကဝင်လုံးနေကျွန်တော်လက်ပြလိုက်တဲ့နှစ်ကောင်တစ်ချက်ဖြစ်သွားတယ်ဗျဒီကောင်နေဒီတာဝါပဲလာကောင်နေရမသေးဘူးလားမသိဘူးမီယာဆိုတဲ့ကောင်လည်းထိသေးတယ်Franco လေးကြီး reversal လေးနဲ့သုံးနေတာအဲ့ဒီမျိုးတစ်ချက်ပဲပြလိုက်တဲ့သွားတယ်ဒီနေရာမှာဆိုရင်ကြီးကျွန်တော် Granger ဖက်လာမဖက်လာချန်နယ်ပြစ်တာတွေ့ကြပါဗျာ Franco ဆိုလဲမကြီးတစ်ချက်ပဲမနေကားဆိုတဲ့ channel ကြီးကျွန်တော်အားကြီးမကြီး live ပြီးတက်တာဗျာဒီကောင်မကြီးပြီးတော့တေလားဆိုမသိဘူးကျွန်တော်ပြစ်တာပြန်ပြောရတယ်ကောင်အခုလိုတတရာဆောင်းနိုင်မှုအတွက်အားလီမှာဖတ်ထားဖို့အရေးကြီးအနှောပါပါအားရန်လာတက်ပြတဲ့ channel လေးကို element နဲ့ပြစ်တယ်ဗျာတကောင်ပြန်တည်တယ်ပြီးလို့ရှိရင်ထပ်ပြီးပြစ်တယ်မီယာတော့လဲနောက်တစ်ခုပါတယ်မထဖို့ကြီးကျွန်တော်ပြရပါနေမယ်အေးစီလေးပဲဒီကွဲဒီမှာဗျာမီနီယာရမှာဗျာအနီဘက်ကကျွန်တော်တက်သွားတယ်ကျွန်တော်တေးသွားတယ်ဗျာ Granger ကိုင်းပြီးဆိုတော့ scale အချိန်တော့ element ကိုထိအောင်ပြီးလို့ရှိရင်ပွဲတာပြီးဆိုတော့ねဗျာ physical only ထည့်ဗျာ POD တို့ Hana Strike တို့ Sky Vita လို့ထည့်လို့ရှိရင်အခုလိုမျိုး AAC နဲ့ပွဲဆောင်းလာပြီး AAC နဲ့အဲ့လိုရမှာဖြစ်ပါတယ်ဒါအခုကျွန်တော်ဆိုတာ classic ဆိုပေမဲ့လည်း RAM မှာလည်းအခုလိုမျိုး Granger ကိုကိုင်းပြီးတော့ AC1 တက်လို့ရပါတယ်ဒါဆိုလဲနောက်မှပြန်နေမယ်နော်အားလုံးပဲဖောက်ပြန်ပါ